ဒီလက်စွပ်လေးကိုချွတ်ပြီးတော့ဒီတက်မှုလေးကိုထက်ပြီးတော့အဖုံးကိုလှုပ်အောင်ပိတ်ဟောဒီလိုလွှင့်ပြလိုက်မှာကွာဟာပိုင်ဆိုင်လို့သာငါလွှင့်ပြလို့ရတာဗောမပိုင်ရင်လွှင့်ပြလို့ရမလားဒါမှပိုင်ဆိုင်မှုအစီဒါပဲ ကိုထိုက်လက်စွပ်လေးရေထဲမျောသွားပြီလေဒီတိုင်းမကြည့်နေတော့မှလား ကောင်းတယ်မင်းကဒီလက်စွပ်ကိုလွှတ်ပြစ်ခွင့်ရလို့မင်းပိုင်နေလို့ထင်နေတာကွာဟေးတကယ်တမ်းကျတော့မင်းကဒီလက်စွပ်ကိုတန်ဖို့မထားတာငါတော့ရှင်းတယ်ငါမျက်နှိုးတဲ့အရာဆိုရင်ဘသူကပဲစွန့်ပြေငါအသက်နဲ့ရင်းပြီးတော့ငါငကိုယ်တန်းပြန်ပြီးတော့မျက်နှိုးနေဦးမှာပဲ ကိုထိုက်မင်းဒီလက်စွပ်လေးကိုဘလို့နည်းနဲ့ပဲပိုင်သွားမင်းဒီလက်စွပ်လေးကိုမြင်နိုင်မူလပိုင်ရှင်ဟာငါဆိုတာမင်းစိတ်ထဲမှာဘယ်လိုသိနေမှာပါ မလေးဒီတငယ်ချင်းတယောက်ကတော့လေစကန်နိုင်လို့နေကလေးတွေကြာနေရပဲနော်အဲ့ဒီလက်စွပ်ကိုဘသူပိုင်တယ်ဘသူမပိုင်ဘူးဆိုတော့ခမသိဘူးဟာဒီလက်ခုပ်ထဲကရေကိုတော့လာစမှုလာထူးလို့ပါလား ဟိုဒီနားကိုလေအလုပ်ကိစ္စနဲ့လာရင်လည်းလမ်းကြောင်လို့ဝင်လာတာပြီးတော့ခောက်ဒီလက်ဆောင်လေး လှလိုက်တာပြောပါဦးခါစီကိုဘာစိတ်ကူးပေါက်ပြီးတော့ဆက်ဆက်ညင်းနေရောက်လာ ပြောပြီးလေခါရဟိုလမ်းကြောင်လို့ဝင်လာတာပါလို့ အဲ့ဒါဆိုရင်ဟောဒီပန်းစည်းလေးရအောင်ဘာဖြစ်လို့